Festival Legend ဆိုတာကဗီယက်နမ်နိုင်ငံစပါးမြို့မှာရှိတဲ့ကမ္ဘာခင်းနှင်းစံချိန်ဝင်ကေဘဲစီးပြီးသွားရတဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုဆိုင်ရာအမွေအနှစ်နေရာတစ်ခုပဲဖြစ်ပါတယ် hàng tuần. Kính mời quý du khách hãy sắp xếp hành trình tham quan để được tham dự khoảnh khắc thiêng liêng này tại đỉnh Festival lần này. Well, we see down there the Sin Chai village, home like a people majestic and with sacred the place party where the field. earth meets the If sky. we At this ride height, this cable car from Festival တောင်ထိပ်ကိုရောက်ဖို့ဆိုရင်တောင်ချေကနေပြီးတော့ယထာတစ်စစ်ကေဘဲတစ်စစ်ပြီးတော့ယထာတစ်စစ်ထက်စီပြီးမှလာရင်ရောက်မှာဖြစ်ပါတယ်ယထာတွေကေဘဲတွေရက်တဲ့နေရာအသီးသီးမှာတပ်ပုတ်ရိုက်စရာရှုခင်းတွေနဲ့အလားပါတီးသက်ကိုစီရှိပြီးတော့တစ်ခုနဲ့တစ်ခုကြားမှာလည်းပဲလမ်းလျှောက်ပြီးတက်ရတဲ့တောင်ကုန်းတွေလေကထစ်တွေရှိပါတယ်Festival ဟာ The Rule of Indochina လို့တောင်တင်စားလို့ရတဲ့ပင်လယ်ရေအထက်3143မီတာအမြင့်မှာရှိတော့တောင်ထိပ်ကိုရောက်ရှိသွားတာနဲ့မတူညီတဲ့တိကျကမ္ဘာတစ်ခုကိုရောက်သွားသလိုခံစားရမှာဖြစ်ပါတယ်မြူရီအုပ်ဆိုင်ရဲ့ပတ်ဝန်းကျင်ရှေးဟောင်းယဉ်ကျေးမှုအဆောက်အုံနဲ့ဖွင့်ထားတဲ့နောက်ခံဂီတအသံတွေကြောင့်အေးချမ်းမှုကိုခံစားရစေမှာပါနာမလေးကတရားမှာ요가한테 저런데 마스크라도 타는 거 있어요. 높은데 어떻게 이렇게 다 지어놨어? 얼마나 이거 하다 사람 많이 죽겠다. 중국도 그렇고. 미란 마음하고
ကေဘယ်နဲ့တက်လာပြီးတောင်ထဲကိုရောက်ဖို့ဆိုရင်တော့ယထာနဲ့တစ်ခါထပ်မံသွားရပါတယ်ယထာနဲ့သွားပြီးရင်တော့ထပ်မံလမ်းလျှောက်တက်ရပြန်ပါတယ်ဘဝမှာတက်လန်းတွေများရှင်တော့ fancy ဘန်ကိုသွားရဖို့အကြံပြုရှင်ပါတယ်ကိုဝယ်ထားတဲ့လက်မှတ်မှာနောက်ဆုံးယထာအတွက်အစင်းလက်မှတ်မပိုင်တော့လှေကားမတက်ခင်ကတည်းကဝယ်သွားဖို့အကြံပြုပါတယ်မဟုတ်လို့ရှိရင်တစ်ခါပြန်ဆင်းလာပြီးတော့ထပ်ဝယ်ပြီးတော့မှတစ်ခါပြန်တက်ပြီးတော့ဟိုဘက်သွားမှာဖြစ်ပါတယ်အဲကြောင့်မို့လို့ Đọc thì giống không? Giống cái mồi là mà. Ai vậy? Ui. Giống mà Giống mà về. လေကားတက်ပြီးသွားပြီဆိုရင်တော့ဗီယက်နမ်အလံကြီးတလွတ်လွတ်ထူနေတဲ့တောင်ထိပ်ကိုရောက်ခဲ့ပါပြီဖြစ်ပါတယ်ခင်ဗျာတီပီလေကြီးကိုတော့မမြင်ရပါမယ်ရွေလျားရည်တဲ့တေးအကြောင်းမှာမြို့တွေအကြောင်းမှာတာဝါလောက်ကိုခန်းစားရမှာဖြစ်ပါတယ်ကေဘယ်နဲ့ပြင်ဆင်လာပြီးနောက်မှာတော့ကေဘယ်ရန်နာစကန်မှာအစားအသောက်ဖိုးဖွေရာနဲ့ဘူဖေးတွေကိုသုံးဆောင်နိုင်မှာဖြစ်ပါတယ်ဝယ်ထားတဲ့လက်မှတ်မှာဘူဖေးပါဖို့တော့လိုပါတယ်ဘူဖေးကတော့အရှိတိုင်းအနောက်တိုင်းအစားအစာအသားအရွက်အချိုပွဲစိုးလေးနဲ့တဝါကြီးကိုစားနိုင်မှာဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ရဲ့ fancy band ခီးစဉ်ကတော့ပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာ